ဒီကနေ့ထိမ့်သိမ်းမြဝေနန်းစဉ်အမွေမဟာဂီတအစီအစဉ်မှာတင်ဆက်မဲ့တေးသချင်းကတော့လွမ်းပိုအောင်အစကြီးအလွမ်းမွဲယူရီးယားသချင်းဖြစ်ပါတယ်။လေးပြေးလင်းချင်းတိုက်ခတ်လာပြီးကောင်းငင်တွင်တိမ်ငိုးများဆင်လျက်ညိုမောင်လာသည့်အတွင်သည်လွမ်းစရာကောင်းလှပါတယ်ရှင်။မျော်လေတိုင်းမှိုင်ကကြုံနေရသဖြင့်ဘဝင်မကြနိုင်စိတ်ဝဲဖြစ်နေပုံ။နှွေမင်းဤအပူနှင့်အတူလွမ်းဆွေးနေရပုံပင်ရန်ထက်တွင်လည်းဂောဇင်ပန်းရွှေဆက်သွားပန်းမြစ်စုပန်းများဤနတ်များကတင်းပြန်လှိုင်ကျွင်လျက်ရှိပုံတို့ကိုစားဆိုရှင်မြဝတီမင်းကြီးဥစာကတရုတ်ဖော်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်ရှင်။နေရီစည်းဝါးဖြင့်အသုံးပြုတိခတ်ရပြီးတေးစာသားမှာရိုးရှင်းပွဲရှိတော်လေနှစ်သက်ပွဲကောင်းလာတာကြောင့်ကြည့်ရှုသူများအားလုံးလိုက်ပါခံစားနားဆင်ကြပါစို့လားရှင်။ရွှေဆက်သွား
ရွှေဆက်သွား